ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါငွေကြီးတို့ရေကဲကျွန်တော်တို့ဖဏကျိုးရှိနေလေးများဝယ်ပေးလိုက်ပါတယ်လို့နော်အကျိုးရှိတယ်ဆိုလို့ရှိတော့ကြည်ပေါ့နော်ကဲအရင်ဆုံးဒီလိုရှိမယ်နော်ဒါတစ်မျိုးပေါ့နော်ဖဏကျိုးရှိတာမျိုးမျိုးရှိတယ်နော်ကဲပြီးလို့ရှိရင်ဒီလိုထိုးလိုက်မယ်ဒါဒီဇိုင်းတစ်မျိုးပေါ့နော်ဒါတစ်မျိုးမိုက်တယ်နော်ကဲနောက်တစ်မျိုးဒါနောက်တစ်မျိုးဆိုတော့ဒါမိုက်ဒါလည်းရိုးရိုးလေးပဲနော်အဲ့လိုရိုးရိုးဆိုမှကြိုက်မကောင်းဘူးပေါ့အဲ့လိုပုံစံမျိုးပြီးလို့ရှိရင်နောက်ဆန်းဆန်းလေးပေါ့နော်အဲ့လိုထိုးလိုက်ပြီးလို့ရှိရင်အဲ့နှစ်ပင်ကိုဒီဘက်ထိုးလိုက်မယ်အခုနောက်လုပ်ပြတာကတော့ရိုးရိုးပဲတိတ်မလှဘူးပေါ့နော်ဒီလိုတစ်မျိုးလှစတိုင်လေးနဲ့ပေါ့နော်ကဲနောက်တစ်မျိုးလာမယ်ဒီတိုင်းရှိလိုက်တယ်ဆိုလို့ရှိရင်ကြည့်မကောင်းမလှဘူးပေါ့လေသူကဖြည်းဖြည်းလေးကြည့်ပြီးတော့ကိုယ့်ကိုထိုးပြီးဘယ်နှကျိုးရှိတာနော်မိုက်တယ်အဲ့လိုကိုယ့်ကိုကြည့်လိုက်ဆိုလှ3 4 5မျိုး10မျိုး17မျိုးတောင်ရှိတယ်နော်မျိုးထိုးလို့ရတယ်ကွာအဓိကဒီဇိုင်းအဓိကတွေးတတ်ဖို့လို့တွေးတယ်ဆိုတွေးတယ်လို့ပုံစံမျိုးရှိတယ်ဆိုလှနော်တွေ့လားတွေ့လားမိုက်နေရောပဲနော်ဒီဇိုင်းလေးတွေမိုက်နေပဲနော်သူထူပြတော့လေနော်တကယ်ကြီးတော့အဲ့လိုဖဏကျိုးအလှလေးထိုးလေးအောင်တွေ့လေမျှဝေပေးလိုက်ပါတယ်လို့တခြားလူတွေအကျိုးရှိတယ်ဆိုလို့ရှိ share ပေးလိုက်ပေါ့နော်ကဲ3 4မျိုး5မျိုးတောင်ဖြစ်တော့ပြီနော်မိုင်းနေရောပဲတွေ့လားတစ်မျိုးလှနေရောပဲနော်ကဲဒါတစ်မျိုးပေါ့အဲ့လိုရှိလိုက်ပြီးလို့ရှိရင်ဒီဘက်ထိုးလိုက်အဲ့လိုတွေ့လားလှနော်ဒီဇိုင်းလေးတွေလုပ်ထားလေးတွေမိုင်းနေရောပဲဖဏကျိုးရှိတဲ့ဒီဇိုင်းလေးတွေထိုးထားလေးတွေနော်ကဲနောက်တစ်မျိုးကိုကအပြင်သွားမယ်ဈေးသွားဝယ်မယ်ဥပမာခီးသွားမယ်ဆိုလို့ရှိရင်လည်းအဲ့လိုလှလေးထိုးပြီးတော့သွားတယ်ဆိုလို့ရှိရင်နော်အဆင်ပြေတာပေါ့နော်ဒီတိုင်းရိုးချီတော့လည်းကတ်ရပါတယ်ဒါပေမဲ့လည်းရိုးနေပြီလေနော်တွေ့လားလှတယ်ဖဏကျိုးရှိတာလေးနော်ကဲနောက်တစ်မျိုးအဲ့လိုဖဏကျိုးရှိတာလေးတွေလှနေရောပဲကဲတွေ့လားအဖြောလည်းမခက်ဘူးသူကပြန်ဖြုတ်တယ်ဆိုလို့ဆွဲတပင်းဆွဲလိုက်ရုံပဲဒါဘောပင်လေးနဲ့ပေါ့ဒီဘက်ကျိုးဒီဘက်စားဒီဘက်ထိုးမယ်သူကပြန်ဖြီးမယ်ဆိုလို့ရှိရင်လွတ်လေးပဲဒီတိုင်းထိုးထည့်လိုက်ဆိုရပြီဒီတိုင်းတပင်းဆွဲလိုက်တယ်ဆိုလို့ရှိရင်ပြန်ဖြီးမယ်ဆိုလို့ရှိရင်လဲမိုက်တယ်နော်လှနေရောနော်ဖဏကျိုးအမျိုးမျိုးရှိတာပေါ့ရှိနီးလေးပေါ့နော်ကဲမိုက်တယ်နော်ဆယ်မျိုးတော့အမျိုးတွေအများကြီးပြီနော်ကိုအိုင်နေရနေဆိုတဲ့ဒါကတော့ကျုပ်ပြုတ်ပြီးတော့ခွာမလဲပေါ့နော်ခွာနေပေါ့နော်စားနဲ့မပြုတ်ဘူးလေစားနဲ့ဒီတိုင်းပေါင်းလိုက်တဲ့သဘောပေါ့နော်ရေတဲလေးထည့်ပြီးတော့ပြုတ်တာပေါ့စားနဲ့ဆမ်းအများကြီးထည့်ပြီးတော့ဒီတိုင်းပေါင်းရတဲ့သဘောပေါ့နော်အခွန်လုံးဝမကောက်စမဖြစ်ဘူးကျွတ်တာမိုင်းနေပဲနော်ကဲဒါကတော့မျက်မှန်ကန်ကျိုးရဆိုလို့ရှိရင်ဝါယာတဲ့ပြဆက်တဲ့ခါမှာသုံးတဲ့ပိုင်းတယ်ပိုင်းရတော့ဒီပိုင်းလေးနဲ့တစ်ဖက်ကလိုက်မယ်ပြီးလို့ရှိရင်တစ်ဖက်ထည့်မယ်ထည့်ပြီးတာနဲ့ဒီဘက်မီနစ်နဲ့ပြလိုက်ဆိုတော့သူကျုံပြီးတော့ဆွဲသွားလိုက်တယ်လေအရေးပေါ်သုံးလိုက်ရတာပေါ့နော်တွေ့လားဂိုင်းအရေးပေါ်သုံးလိုက်ရတာပေါ့ဒါဝါယာတွေပါဆက်တဲ့ခါမှာသုံးတဲ့ပိုင်းလေးပေါ်ပိုင်းလေးကဲကျွန်တော်တို့ဒီဘူးကတော့ရေတောင်းဘူးမှာပါတဲ့ဂိုင်းပေါ့နော်ပြီးလို့ရှိရင်အိမ်သာခွက်မှာသုံးမယ်အိမ်သာခွက်ရောက်တာဖြစ်တယ်မှာတွေ့လားဟိုလက်နဲ့ကင်ပြီးဖွင့်စားမလို့ဘူးလေအဲ့ဒါလည်းသုံးလိုက်ရတယ်ကဲ0ပိုင်းနဲ့အထက်ကအလဲဥဒံယူလိုက်မယ်အလဲဥဒံဖြုတ်ပြီးတော့ယူလိုက်တယ်ဆိုလို့ရှိရင်လုံးဝနော်ဒါနဲ့ဟိုစားလုံးစားမလို့တော့ဘူးခွဲရင်အလဲဥဒံမပါတော့ဘူးပေါ့နော်မိုက်တယ်ကဲဒါကတော့မိချက်ကောက်တွေပါတယ်မိဖို့တဲ့အခါမှာမိချက်ကုန်းသွားတယ်ဆိုလို့ရှိရင်နော်ကာယံတိုက်တဲ့ဟာလေးသူကဖိလိုက်ဆိုလို့ရှိရင်သူကတော့ကုန်းသွားဆိုလို့အဲ့လိုသုံးလို့ရနော်စီတို့ပိုင်းနေကဲချက်အသက်မြဲတွေကျွန်တော်တို့ဒီတိုင်းခွာရဲဆိုလို့ရှိရင်အထက်ကအစာထွက်ကြတာလားဒီတိုင်းပါလေးလှီးပြီးတော့သူကလည်းသူ
တွေ့လားမိုင်းနေပဲနော်လုံးမပေါက်ကြအောင်အဲ့လိုခွာနေပုံတန်းတန်းလေးလက်ကြတယ်တွေ့လားဟုတ်လားကျွန်တော်တို့ခုမှသိတယ်ရတာပေါ့နော်ကဲစမီတဲ့မိတဲ့တစ်ချောင်းနဲ့စီးမိတဲ့တစ်ချောင်းနဲ့ကျုပ်ကြော်လဲရနော်အိုးမှထည့်ပြီးတော့မိုင်းနေပဲဟုတ်တယ်စီးမိတဲ့တစ်ချောင်းမလို့နော်ကြွေထူးမလို့တွေ့လားမိုင်းနေပဲနော်ကဲဒါကတော့ခရင်နဲ့မလုပ်မှလဲပြီးလို့ရှိရင်မလုပ်မှလဲရှင်စင်းခွင့်ထိုးမယ်လားမပေါ့ဖုံးထောင်နဲ့ဒေါင်းလုပ်ပြီးတော့အဲ့လိုမိုင်းနေလောလောဆင်အရေးပေါ်တော့တာပေါ့နော်နေပညာလေးတွေနော်အသုံးဝင်လို့ထင်တယ်နော်ကဲငါးတွေဆလာဘီယာငါးတွေဘယ်ငါးဖြစ်ဖြစ်တော့အပေါ်ကနေကုံစုကိုဘယ်လိုဖြုတ်မလဲကုံစုဖြုတ်ပဲဖြုံပြီးပေါ့နော်လုံးဝကိုတော့လွတ်ထွက်သွားနော်တွေ့လားမိုင်းနေရောပဲနော်မိုင်းကျနော်နေပညာလေးတွေလောကကိုမလို့တာဟိုလိုခုတ်ဆက်ပြဲစရာမလိုကဲတော်တဲ့ဆက်အမှုအခွန်နဲ့မလုပ်မှလဲကျွန်တော်ကြည့်ကြမယ်ဖောက်လိုက်မယ်အဖုံတစ်ဖုံကိုပြီးလို့ရှိရင်ရေတန်းပူရေသုံးတာပေါ့နော်ပိတ်လို့အဲ့လိုမိုက်နော်ဘူးပြက်လုံးဟိုတော့ဖွင့်စရာမလိုတော့ဘူးတွေ့လားအတားရှိရလေမိုက်ရနော်အသုံးဝင်တယ်ကဲကျွန်တော်တို့အဲကွန်းတွေပါဖုံတက်တဲ့ခါမှာနော်ဖွင့်ပြီးတော့အဲ့လိုဒီတိုင်းထုထည့်လိုက်တယ်ဆိုလို့ရှိရင်အဖုံတွေအကုန်လုံးကွာနော်ဖြုတ်ပြီးတော့ဆေးစရာမလိုတော့ဘူးဒါကအဲကွန်းဆင်တဲ့လူတွေအဲကွန်းတာရှင်းလုပ်တဲ့လူအရေးပေါ်ပေါ့နော်အဲ့လိုပေါ့ဆွပြီးတော့ဆေးစရာမလိုဘူးဒါအုံနှောင်းပဲနော်ဟိုလိုဆိုလို့ရှိရင်အချိန်ကြာတယ်တော်ဒီလိုမှုတ်ထလိုက်အေးရောဒီပေါင်းဝင်တော့ထိခိုက်တာပေါ့အဲ့လိုမှုတ်ထလိုက်တယ်ဆိုလို့ရှိရင်အမျိုးပေါ့နော်အဲ့လိုအဲကွန်းတွေဆိုလို့ရှိရင်အဲကွန်းတွေအဲ့လိုဖုံတက်တယ်ဆိုလို့ရှိရင်အပြင်ကထားတဲ့အဲကွန်းတွေအဲ့လိုထုထလိုက်တယ်ဆိုလို့ရှိရင်အချိန်မကုန်တော့ဘူးပေါ့ဒါပေမဲ့လည်းတာနေတော့မရတော့ပေါ့ဘာဖြစ်လို့ဆိုတော့နှာခေါင်းမှာတော့ပတ်စပ်ပိတ်တော့ပေးရမှာနော်ဟောတော့တမျိုးဘယ်တော့တော့ကြာနေပြီကြာသူကထုထလိုက်ပါကဖွင့်ပြီးတော့ထုထလိုက်ဆိုလို့ရှိရင်သူကအဖုံနဲ့ကတ်နေတာသူကမှုတ်ထတဲ့တူတူပဲလေဒီမှာအဆင်ပြေတယ်လေတွေ့လားမိုင်းနေရောပဲအဲ့လိုမှုတ်ထလိုက်တယ်ဆိုလို့ရှိရင်တန်ရှင်းလောက်တာအဲ့လိုကဲ